ဒီအပိုင်းကိုပုံမှန်တန်ရှင်းမလုပ်ပေးပါကတင့်ကားဒီဆက်နိုးရခက်ခဲလာမည်ဖြစ်ပြီးစီစားနှုံးလဲပုံမများပြလာပါလိမ့်မည်အရင်ဆုံးချိုးယွင်းချက်ကိုစစ်ဆေးကြည့်အောင်ကားကိုဆက်နိုးပြီးစမ်းကြည့်ပါမယ်ကြည့်ပါဒီကားကဆက်နိုးရတာအရန်ခက်ခဲနေတယ်ဘာကြောင့်ဖြစ်မယ်လို့ထင်ပါတယ်လဲကားအရှိဘက်ကိုသွားကြည့်အောင်ကားပိုင်ရှင်ကပြင်ဆိုင်3ဆိုင်လောက်သွားပြပူးပေမဲ့ပြဿနာကမပြေလည်ခဲ့ပါဘူးတကယ်တော့သူတို့ကဒီအပိုင်းကိုလစ်လျူရှုထားခဲ့ကြတာပါဒီကိုလာကြည့်ပါဒါကို EGR valve လို့ခေါ်ပါတယ်သူချိုးယွင်းနေတယ်လို့ကျွန်တော်တန်တရားရှိတယ်အဲ့ဒါကိုဖြုတ်ကြည့်အောင်အပေါ်က connector ကိုအရင်ဖြုတ်လိုက်ပါပြီးရင်အပေါ်ကဝက်အူတွေကိုလျှော့လိုက်ပါနောက်ဆုံးမှာတော့သူ့ကိုဖြုတ်ထုတ်လို့ရပါပြီအိုးဖះသခင်ကြည့်ပါဦးအတွင်းထဲမှာအညစ်ကြီးတွေ sludge အရင်များနေတာပဲဒါကြောင့်ကားကဆက်လို့ရတာခက်ခဲနေတာအခုသူ့ကိုတန်ရှင်းရေးလုပ်လိုက်ကြရအောင်ကဲအခုတော့တန်ရှင်းရေးလုပ်ပြီးပြီပြန်တက်လိုက်ကြရအောင်ဟုတ်ပြီတက်ပြီးပါပြီနောက်တစ်ဆင့်အနေနဲ့ကားထဲဝင်ပြီးဆက်နိုးကြည့်မယ်ချိုးယွင်းချက်ပျောက်သွားလားဆိုတာကြည့်အောင်အကယ်၍ပျောက်သွားတယ်ဆိုရင်တော့တငီချင်းတို့ရေကျွန်တော်ကိုအားပေးဖို့မမေ့ပါနဲ့ကိုကားဆက်နိုးကြည့်အောင်ကြည့်ပါဆက်နိုးသွားပါပြီနောက်တစ်ခါထပ်ဆန်းကြည့်မယ်ထပ်ပြီးဆက်နိုးသွားပါတယ်အင်ဂျင်ပါဝါလည်းအရန်ကောင်းသွားပါပြီပြဿနာကိုအောင်မြင်စွာဖြေရှင်းပြီးသွားပါပြီဘလို့လဲဗျတင်ယူပြီးသွားပြီလား home page မှာကားနဲ့ပတ်သက်တဲ့ဗဟုသုတပေါင်း1000ကျော်တင်ပြီးထားပါတယ်ဒီအပိုင်းကိုပုံမှန်တန်ရှင်းမလုပ်ပေးပါကတင့်ကားဒီဆက်နိုးရခက်ခဲလာမည်ဖြစ်ပြီးစီစားနှုံးလဲပုံမများပြလာပါလိမ့်မည်အရင်ဆုံးချိုးယွင်းချက်ကိုစစ်ဆေးကြည့်အောင်ကားကိုဆက်နိုးပြီးစမ်းကြည့်ပါမယ်ကြည့်ပါဒီကားကဆက်နိုးရတာအရန်ခက်ခဲနေတယ်ဘာကြောင့်ဖြစ်မယ်လို့ထင်ပါတယ်လဲကားအရှိဘက်ကိုသွားကြည့်အောင်ကားပိုင်ရှင်ကပြင်ဆိုင်3ဆိုင်လောက်သွားပြပူးပေမဲ့ပြဿနာကမပြေလည်ခဲ့ပါဘူးတကယ်တော့သူတို့ကဒီအပိုင်းကိုလစ်လျူရှုထားခဲ့ကြတာပါဒီကိုလာကြည့်ပါဒါကို EGR valve လို့ခေါ်ပါတယ်သူချိုးယွင်းနေတယ်လို့ကျွန်တော်တန်တရားရှိတယ်အဲ့ဒါကိုဖြုတ်ကြည့်အောင်အပေါ်က connector ကိုအရင်ဖြုတ်လိုက်ပါပြီးရင်အပေါ်ကဝက်အူတွေကိုလျှော့လိုက်ပါနောက်ဆုံးမှာတော့သူ့ကိုဖြုတ်ထုတ်လို့ရပါပြီအိုးဖះသခင်ကြည့်ပါဦးအတွင်းထဲမှာအညစ်ကြီးတွေ sludge အရင်များနေတာပဲဒါကြောင့်ကားကဆက်လို့ရတာခက်ခဲနေတာအခုသူ့ကိုတန်ရှင်းရေးလုပ်လိုက်ကြရအောင်ကဲအခုတော့တန်ရှင်းရေးလုပ်ပြီးပြီပြန်တက်လိုက်ကြရအောင်ဟုတ်ပြီတက်ပြီးပါပြီနောက်တစ်ဆင့်အနေနဲ့ကားထဲဝင်ပြီးဆက်နိုးကြည့်မယ်ချိုးယွင်းချက်ပျောက်သွားလားဆိုတာကြည့်အောင်အကယ်၍ပျောက်သွားတယ်ဆိုရင်တော့တငီချင်းတို့ရေကျွန်တော်ကိုအားပေးဖို့မမေ့ပါနဲ့ကိုကားဆက်နိုးကြည့်အောင်ကြည့်ပါဆက်နိုးသွားပါပြီနောက်တစ်ခါထပ်ဆန်းကြည့်မယ်ထပ်ပြီးဆက်နိုးသွားပါတယ်အင်ဂျင်ပါဝါလည်းအရန်ကောင်းသွားပါပြီပြဿနာကိုအောင်မြင်စွာဖြေရှင်းပြီးသွားပါပြီဘလို့လဲဗျတင်ယူပြီးသွားပြီလား home page မှာကားနဲ့ပတ်သက်တဲ့ဗဟုသုတပေါင်း1000ကျော်တင်ပြီးထားပါတယ်